ကျွန်တော်မြန်မာနိုင်ငံအနေထားနဲ့ဦးစားပေးရွေးချယ်ရမယ် Bismack quadruple therapy လိုမျိုးရွေးမလား non Bismack quadruple therapy ကိုရွေးမလားပေါ့ first line အနေနဲ့ရွေးရမယ်ပြီးတော့သူ့ရဲ့ဆေးပမာဏကိုလည်းမှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝတောက်အောင်ညွှန်ကြားပေးရမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဆိုင်လမ်းကြောင်းသက်ကြီးလမ်းကြောင်းနဲ့မုံချိုယောဂတစ်ခုသမားတော့ဒေါက်တာငင်းကိုရင်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အဆိုင်ပိုးကုသမှုဘယ်လိုဆေးတွေကိုအသုံးပြုပြီးကုသသင့်တယ်ဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတဲ့ချက်တွေကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့မြန်မာ Gastroenterology and Liver Society ပေါ့ MGLS ဖွဲ့ပေါ့နော်အဆိုင်လမ်းကြောင်းနဲ့အသေးယောဂဆေးပညာဖွဲ့2024ခုနှစ်မှာကျွန်တော်တို့အဆိုင်ပိုးကုသမှုလမ်းညွှန်ချက်တိုင်ပင်ဆွေးနွေးမှုတွေလုပ်တဲ့ guideline လိုမျိုးသဘောမျိုးပေါ့နော်အဲ့လိုမျိုးဆွဲခဲ့တယ်ပေါ့ဆွဲခဲ့တဲ့အချိန်မှာဆိုင်ပိုးရှိတယ်ဆိုရင်ဦးစားပေးအနေနဲ့ Bismack quadruple therapy ကိုရင်သုံးမယ်ဒါမှမဟုတ်ရင်လည်း Bismack မရခဲ့ဘူးဆိုရင်အကြောင်းမျိုးကြောင့်တခြားရွေးချယ်ရမယ်ဆိုရင် non Bismack quadruple therapy ဆိုတာကိုရွေးမယ်ပေါ့နော်အဲ့ဒါမှမပြဘူးဆိုရင်ဘယ်လိုလုပ်မလဲရင် Bismack နဲ့သုံးခဲ့တဲ့လူတွေမပြဘူးဆိုရင် non Bismack quadruple therapy ကိုပြန်သုံးမယ်ဒါမှမဟုတ်လည်း levofloxacin နဲ့ Bismack နဲ့ရောသုံးတဲ့ levofloxacin containing Bismack quadruple ကိုသုံးမယ်ပထမအဆင့်အနေနဲ့ non Bismack quadruple therapy ကိုသုံးခဲ့တဲ့လူနာတွေမပြဘူးဆိုရင်နောက်ဒုတိယအဆင့်မှာကျတော့ Bismack quadruple therapy ကိုသုံးမယ်ဆိုပြီးတော့ဒီလိုမျိုးသတ်မှတ်ခဲ့အဲ့မှာနှစ်ခါလောက်ကုလို့မှမပြဘူးဆိုရင်တော့ဒါဆိုင်ုံလမ်းကြောင်းတစ်ခုနဲ့တေချာပြခိုင်းရမယ်ပြီးတော့ဆေးမတည့်တာတွေဘယ်လောက်ရှိနေပြီလဲဆိုတဲ့ဟာကိုစစ်ဆေးလို့တော့ရတယ်အဲ့ဒီစစ်ဆေးမှုတွေလုပ်ပြီးတော့မှဆေးတိုးပါတယ်ဆိုတဲ့ဆေးတွေပဲရွေးပြီးတော့ပေးရတော့မယ်နော်အဲ့ဒီမှာကျွန်တော်တို့ဆေးပမာဏတွေလည်းကျွန်တော်တို့သတ်မှတ်ချက်လေးရှိတယ်ကျွန်တော်တို့ MGLS guideline ပေါ့နော်ဒီ2024ခုနှစ်မှာပဲကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပြီးဆုံးဖြတ်ခဲ့ကြတဲ့ဟာအဲ့တော့ non Bismack quadruple therapy ပေါ့အရင်တော့ concomitant therapy လို့လည်းသုံးတယ်အဲ့ဒါဘာတွေပါလဲပေါ့ amoxicillin ဆိုရင်1 gram 500 mg နှလုံးတစ်နေ့ကိုမနေ့ချိန်ညချိန်ဖြစ်မှာပေါ့နော်နှစ်ကြိမ် clarithromycin ဆိုရင်500 mg နှစ်ကြိမ် tinidazole ဆိုရင်500 mg နှစ်ကြိမ်အဲ့မှာ metronidazole ဆိုရင်တော့ဖြစ်နိုင်ရင်အနည်းဆုံး400 mg ကိုနှစ်ကြိမ်ပေါ့ဒီတိုင်းဆိုရင်တော့နှစ်ကြိမ်လောက်ဖြစ်နိုင်တယ်ဒါပေမဲ့ပို့ပြီးတော့ကောင်းတာကတော့အနည်းဆုံး1500လောက်ပါဖို့အတွက်ဆိုရင်တော့400 mg ကို4ကြိမ်လောက်တောင်းလို့ဖြစ်မယ်ပေါ့နော်နောက်ဆိုင်ဆေးကိုတော့ဆိုင် acid ထိန်းတဲ့ဆေးကိုတော့2ကြိမ်ပေါ့နော်အဲ့လိုမျိုး14ရက်ဒါ non Bismack quadruple therapy ပေါ့ဒီမှာတော့ metro တဲ့ဆိုင်တော့ tinidazole ကိုပဲရွေးလိုက်ဖို့တော့ပို့ပြီးအကြံပြုချင်တယ်ဘာလို့ဆေးပမာဏကလည်း metronidazole ကနည်းနည်းလာသလိုဖြစ်မယ်နောက်ဆေးတောက်ရတဲ့အချိန်ကြီးကလည်းများတယ်ဘေးထွက်ဆိုးတွေကလည်းများတယ်နောက်ဦးစားပေးအနေနဲ့ကျွန်တော်ရွေးဖို့အဓိကလည်းရွေးပြတာတော့ Bismack quadruple therapy ပေါ့ Bismack subsalicylate အနည်းဆုံး active ingredient 300 mg ပါရမယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာရနေတာ924 mg ဆိုတော့တစ်လုံးပဲတောက်တစ်လုံးတစ်ခါတောက်တစ်လုံးပဲဆိုတော့အဆင်ပြေပေါ့နော်အဲ့262 265ရဲ့ဆိုတော့တစ်ခါတောက်ရင်နှလုံးပေါ့အဲ့ဒါတွေကိုတစ်နေ့ကို4ချိန်တောက်အောင်နော် tetracycline ဆိုရင်တော့တစ်ခါတောက်ရင်နှလုံး4ချိန်တောက်အောင်မယ်metronidazole ဆိုရင်တော့တစ်ခါတောက်ရင်နှလုံးကို1500အနည်းဆုံးရဖို့အတွက်ဆိုရင်တော့4ချိန်တောက်မှရနော် tinidazole အဲ့ညမှာသုံးလို့ရတယ် tinidazole ဆိုရင်တော့900 mg 2ချိန်ပဲတောက်လိုက်ပြီးတော့ cyanide acid ထိန်းတဲ့ဆေးပေါ့နော်ဒါဦးစားပေး first line therapy ဖြစ်တယ်နောက်အဲ့ဒါအောင်မှမပြဘူးဆိုရင် second line အနေနဲ့ဆိုရင်ဒီမှာ non Bismack နဲ့စခဲ့ရင်ဒီ Bismack ပေးလိုက်ပေါ့Bismack နဲ့စရဲဆိုရင် non Bismack ပေးလိုက်ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီ Bismack အပါနောက် levofloxacin နဲ့500 mg OD ပဲ amoxicillin တော့ဆိုတော့1 gram မနေ့ချိန်ညချိန်ရယ်နောက်ဆိုင် acid ထိန်းတဲ့ဆေးရယ်ဒါ levofloxacin containing Bismack ဒါကြောင့် second line မပြောက်သေးတဲ့လူတွေမှာဒုတိယရွေးချယ်လို့ရတဲ့ဟာပေါ့နော်အဲ့ဒီတော့အဆိုင်ပိုးကြောင့်ဆိုင်ရောင်ရမ်းခြင်းကလည်းကူးစက်ယောဂတစ်မျိုးသာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ပိုးသက်ဆေးသုံးတဲ့နေရာမှာတော်တော်ဂရုစိုက်ရပါတယ်ဟိုပြောက်မယ်ထင်တဲ့ဟာကိုဒီတိုင်းအလွယ်လေးရွေးသုံးလိုက်လို့မရပါဘူးကျွန်တော်တို့သတ်မှတ်ချက်လေးတိုင်းသေချာစနစ်တကျလိုက်နာပြီးတော့ကုသမှာပဲနောက်ပိုင်းဆေးမတိုးတဲ့ပြဿနာတွေကတနိုင်ငံလုံးနေထားနေပြီးတော့ရော့မှာဖြစ်တယ်အဲ့တော့ဆိုင်ပိုးရှိမရှိကိုသေချာစစ်ရပါမယ်ဟိုလက်ရှိဆိုင်ပိုးရှိနေသလားဆိုတာကို confirm လုပ်နိုင်တာကောင်းပါတယ်ဥပမာသွေးစစ်ဆေးမှုဖြေတွေကကြတော့အရင်ဝင်ခဲ့ဘူးရင်လည်းသူကရှိရလို့ပြနေတယ်အခုလက်ရှိရှိနေတယ်ဆိုရင်လည်းသွေးစစ်ဆေးမှုမှာတော့ရှိတယ်ပဲပြမှာအဲ့တော့သွေးစစ်ဆေးမှုနဲ့ကုသကတော့အရင်မတိုက်တော့ဘူးအကြောင်းမျိုးကြောင့်တခြားဘလို့မှမစစ်နိုင်ဘူးဆိုရင်တော့သွေးစစ်ဆေးမှုဖြေကိုသုံးမယ်ဆိုတော့သုံးတာပေါ့နော်ပုံမှန်တော့ဝင်းစစ်ဆေးမှုလုပ်ရမယ်rapid urine test ဆိုတဲ့အသားစယူပြီးတော့စစ်ဆေးမှုမှန်မြောင်းကြီးရဲ့အချိန်မှာသားယူပြီးစစ်ဆေးမှုလုပ်လို့ရတယ်နောက်တစ်ခုက urea blood test လို့ခေါ်တဲ့လေမှုတ်စစ်ဆေးမှုတွေသုံးလို့ရတယ်ပေါ့နော်အဲ့မှာဆိုင်ပိုးလက်ရှိနေပါတယ်ဆိုတာကိုပြရင်ဘယ်ဆေးကိုရွေးမလဲဆိုတော့ကျွန်တော်ခုနတင်ပြခဲ့တယ်ကျွန်တော်မြန်မာနိုင်ငံအနေထားနဲ့ဦးစားပေးရွေးချယ်ရမယ် Bismack quadruple therapy လိုမျိုးရွေးမလား non Bismack quadruple therapy ကိုရွေးမလားပေါ့ first line အနေနဲ့ရွေးရမယ်ပြီးတော့သူ့ရဲ့ဆေးပမာဏကိုလည်းမှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝတောက်အောင်ညွှန်ကြားပေးရမယ်ဒီအဆိုင်ပိုးကူးစက်မှုကြောင့်အဆိုင်ရောင်ရမ်းတဲ့ပြဿနာကရေးကြီးတဲ့ကူးစက်ရောဂါတစ်မျိုးဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပိုးသက်ဆေးတွေသုံးတာကိုယူဆိုင်ကြဖို့ပေါ့နော် Time Based Global Consensus 2ပေါ့နော်2025ခု6လပိုင်းမှာထုတ်ပြန်လိုက်တဲ့ guideline မှာလည်း
ဒါကိုလေးထားပြီးတော့ပြောထားဆိုင်ပိုးရှိမရှိစစ်ဆေးတဲ့ဒီစနစ်မှာလည်းဆိုင်ပိုးရှိမရှိသေချာအောင်စစ်ပါဝင်းစစ်ဆေးမှုတွေလုပ်လို့ရတယ်လေမှုတ်စစ်ဆေးမှုတွေလုပ်လို့ရတယ်ဆိုင်မြောင်းကြီးရဲ့အချိန်မှာသားသားယူပြီးစစ်ဆေးမှုတွေလုပ်လို့ရတယ်ခြားကြောင်းမျိုးနဲ့ဘယ်လိုမှစစ်လို့မရဘူးဆိုရင်တော့သွေးစစ်ဆေးမှုတွေကိုတော့လုံးမယ်ဆိုရင်တော့လုပ်လို့ရမယ်သွေးစစ်ဆေးမှုကိုအဓိကထားသုံးဖို့တော့မတိုက်တွန်းဘူးဒါပေမဲ့ပျောက်ပြီလားဆိုတာပြန်စစ်ကိုစစ်ရမယ်ပျောက်ပြီလားဆိုပြီးပြန်စစ်ရင်တော့သွေးစစ်ဆေးမှုသုံးလို့မရဘူးကျန်တဲ့နီးစနစ်တွေသုံးလို့ရတယ်ဝင်းစစ်ဆေးမှုလုပ်လို့ရတယ်ဝင်းစစ်ဆေးတဲ့နေရာမှာလည်းစိတ်ချရတဲ့စစ်ဆေးမှုမျိုးစားကိုသုံးသင့်တယ်တချို့ဝင်းစစ်ဆေးတဲ့ test kit လေးတွေကသိပြီးတော့တွေးရှိနိုင်တယ်မကောင်းတွေးရှိနိုင်တာနည်းတယ်အဲ့တော့တကယ်ရှိရတဲ့နဲ့လည်းမရှိတော့ဘူးဆိုပြီးပြနိုင်တယ်ပေါ့နော်ကုသပျောက်ကင်းမှုလည်းတေချာပြန်စစ်ပေးရမယ်ဒါ diagnosis နဲ့ပတ်သက်ပြီးရင်ဆေးရွေးချယ်မှုမှာလည်းကျွန်တော်ခုနတင်ပြခဲ့တဲ့အတိုင်းပဲဆေးအတွဲကိုမှန်ကန်စွာရွေးရမယ် Bismuth quadruple therapy ဆေးလေးမျိုးအတွဲ Bismuth ပါတဲ့ဆေးလေးမျိုးအတွဲကိုဦးစားပေးအနေနဲ့သုံးသင့်တယ်မရဘူးဆိုရင်တော့ non Bismuth quadruple therapy ကိုဦးစားပေးပထမတိုင်းအနေနဲ့သုံးသင့်တယ်မရဘူးဆိုရင်အဲ့ဒါမှမပြဘူးဆိုရင်တော့တခြားတင်ပြခဲ့တဲ့အတိုင်းပဲပြောင်းလဲပြီးတော့ရွေးချယ်သုံးစွဲမှာဖြစ်တယ်ဆေးပမာဏကိုလည်းဓာတ်ညွှန်ချက်တွေသတ်မှတ်ချက်တွေအတိုင်းစနစ်တကျသုံးသင့်တယ်အထူးသဖြင့်နည်းပြီးသုံးရင်တော့ပျောက်မှာမဟုတ်ဘူးမပျောက်ရင်ဆေးမတိုးတဲ့ပြဿနာတွေကပိုဆိုးလိမ့်မယ်တနိုင်ငံလုံးဒုက္ခရောက်မယ်ပေါ့နော်နောက် duration ပေါ့သူသတ်မှတ် duration 14ရက်ပေါ့14ရက်အပြည့်အဝပေးဖို့လိုတယ်14ရက်အပြည့်အဝတောက်ဖို့လိုတယ်အဲ့ဒါမှပဲတေချာစနစ်ကျပျောက်ကင်းအောင်ကုသနိုင်မယ်ပေါ့နော်ဒါတော့ time pay guideline ပေါ့နော်2025ခုထုတ်တဲ့ဟာအဲ့ဒီမှာလည်းသူတို့ခုနကျွန်တော်တို့တင်ပြတဲ့အတိုင်းပဲဒါပဲပြန်ပြောတာပဲဦးစားပေး prefer ပေါ့သူကတော့ဦးစားပေးအနေနဲ့ဘယ်အောင်သုံးနေခြင်းလဲဆိုတော့ Bismuth quadruple therapy ပဲဒီမှာလဲเนาะမကူဘူးတဲ့လူနာတွေခုစကူပြီးဆိုရင်တော့ Bismuth quadruple therapy က first line ပဲပေါ့အထူးသဖြင့်ဒါဘာလို့ Bismuth ကိုသုံးလဲဆိုတော့ clarithromycin ဆိုတဲ့ပိုးသက်ဆေးကဆေးမတိုးတဲ့ပြဿနာတော်တော်များလာတယ်အဲ့ဒါကြောင့်အဲ့ဒါကိုရှောင်ကျင်လို့ Bismuth quadruple therapy ကိုသုံးလိုက်တယ်နောက်တစ်ခုကတော့ဒီ Bonoprazan လိုမျိုး potassium competitive acid blocker ပေါ့ PCAB ပါတဲ့နောက်ပိုးသက်ဆေးက amoxicillin clarithromycin ဖြစ်မယ်ပေါ့နော်တခြားဟာလည်းဖြစ်မယ်ပေါ့ amoxicillin နဲ့အဲဒီ Bonoprazan လိုဆေးမျိုးပဲနှစ်ခုတွဲလေးပဲသုံးတာမျိုးလည်းဖြစ်မယ်အဲ့ဒါတွေကတော့ alternative ပေါ့ရွေးချယ်မယ်ကျွန်တော်ရွေးချယ်လို့ရတဲ့ဦးစားပေးထဲမှာပါနေပြီဒီ time pay global consensus မှာနော်အဲ့ဒါ penicillin အုပ်စုတွေမတည့်ဘူးပုံမှာ amoxicillin မတည့်ဘူးဆိုရင်တော့ Bismuth ကပဲရွေးချယ်ရပဲနောက်အမောက်ဆေးမပါတဲ့ Bonoprazan တွဲပြီးသုံးတဲ့ဆေးတွေသုံးမယ်ဆိုသုံးလို့ရတယ်ဒါဦးစားပေးပဲเนาะအဲ့ဒါမှမပြောက်သေးဘူးဆိုရင်တော့ clarithromycin ရင်သုံးမှုတယ် levofloxacin သုံးမှုတယ်လို့ clarithromycin ဆေးမတိုးတာများနေပါတယ်ဆိုတဲ့အနေထားတွေမှာတော့ clarithromycin levofloxacin ပါတဲ့ဆေးအတွဲကိုပြန်တော့မသုံးသင့်ဘူးပြီးတော့ဘယ်ဆေးတိုးလဲဆိုတဲ့ဟာကိုစစ်ဆေးထားနိုင်တယ်ဆိုရင်တော့အဲ့ဒီစစ်ဆေးတဲ့တွေ့ရှိချက်အတိုင်းပဲဒါမှမဟုတ်လည်းဒီမှာဘယ်ဆေးတွေသုံးရင်တော့ပျောက်ကင်းမှုများတယ်ဆိုတဲ့တွေ့ရှိချက် data တွေအတိုင်းပဲအဲ့ဒီဆေးကိုဝယ်ပေးသင့်တယ်ရေးကြီးတယ်ဘိုးသက်ဆေးကိုတေးချာစနစ်တကျသုံးစွဲမှပဲရေရှည်မှာဆေးမတိုးတဲ့ပြဿနာတွေကိုကာကွယ်နိုင်မယ်ဒီအရေးကြီးတာကုယုံနဲ့တော့မပြီးဘူးကုတာပျောက်မပျောက်ကုတာပျောက်မှပဲရည်ရွယ်ချက်ကအထားမြောက်တယ်ပျောက်ကင်းပြီလားဆိုတာသိအောင်ပြန်စစ်ဖို့လိုတယ်အဲ့တော့အနည်းဆုံးဆေးကုံသွားပြီးတော့တစ်လလောက်ဆောင်ပြီးပြန်စစ်ရမယ်အဲ့ဒါမှပဲချိုးစောပြီးစစ်ရင်လည်းပိုးကတကယ်တော့ကြံနေသေးတယ်ဒါပေမဲ့ဆေးဟာနိတင်ကြောင့်မရှိတော့ဘူးဆိုပြီးမှားပြနိုင်တယ် false negative ဆိုဖြစ်နိုင်တယ်အဲ့တော့ confirmatory testing ပေါ့နော်ပျောက်ကင်းပြီလားဆိုတဲ့သေချာအောင်ပြန်စစ်တာလည်းရေးကြည့်တယ်မပျောက်ရင်နောက်တစ်မျိုးနဲ့ကုရမှာပေါ့နော်ဒါကတော့2025 latest recommendation ဖြစ်တဲ့ time pay global consensus ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာကျွန်တော်တို့အစာအိမ်ပိုးကုသမှုအကြောင်းတွေကိုပြည့်ပြည့်စုံစုံဆွေးနွေးတင်ပြပေးခဲ့တာဖြစ်ပါတယ်အားလုံးကြိုးရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျမ်းမာပျော်ရွှင်ကြပါစေ